ကျွန်တော်ပွင့်လင်းဆုံးပြောရရင် EDR ကဟိုဟာ BE ကျောင်းစင်းတွေ ED ကိုလောက်တာကောင်းတယ်ဒါမှမဟုတ်လေ GDHS ကဆိုလေ electrical ဘိုင်းယူထားပြီးတော့ electrical ဘိုင်းကိုတကယ်စိတ်ဝင်စားတကယ်နားလေတဲ့ brother တွေလောက်တာကောင်းတယ်ဟိုဟာ10တန်းအောင်နဲ့လောက်တဲ့ TEDR တွေကအလုတ်ရှာရအမတန်ခတ်နေတယ်ပေါ့နော်အခုအချိန်ကအဲ့တော့ TE 10တန်းအောင်နဲ့ဆိုရင် ER ဘက်ကိုပဲယူတာအလုတ်ရှာရလဲလွယ်သူနောက်ပိုင်း engineer ဖြစ်ရင်လည်းဆက်ချုပ်ထိသွားလို့ရတယ်ဒါကကျွန်တော်ရှုတော့ကဘယ်ဘက်ကပြောရလဲဆိုတော့ကျွန်တော်အလုတ်ကန်ရှာဖွေရေးရှုတော့ကပြောတာတခြား EDR ယူပြီးအဆင်ပြေနေတဲ့ brother တွေလည်းရှိတယ်ဒါပေမဲ့ပထမတစ်ခေါက်မှာအမတန်အလုတ်ရှာခက်တယ်10တန်းအောင်လောက်နဲ့ EDR ကိုယူတယ်ဆိုရင်သင်တန်းကြီးလည်းများတယ်တက်ရတဲ့အချိန်ကလည်းကြာတယ်အဲ့တော့သင်္ဘောရောက်ဖို့လည်းကြာလိမ့်မယ်နော်အဲ့တော့10တန်းအောင်နဲ့ကိုကျွန်တော်တို့ TEDR ဘက်ကိုအားမပေးဘူး ER ဘက်ကိုပဲအားပေးတယ်နော်ကျန်တာ brother တို့ရဲ့သုံးဖြတ်ချက်ပေါ့နော်ကျွန်တော်တို့ကတော့ဒီအလုတ်ကန်ရှာဖွေရေးနဲ့ပတ်သက်ပြီးတော့အဲ့ဒီအမြင်ကနေပြောပြတာဖြစ်တယ်